ကြေးရွာတော့ရွာခံတော့တိတာပေါ့နော်ဒီထဲမှာလာပြီးတော့ဒီလိုအုတ်ခွေတွေပါတွေထဲတာပေါ့အဆင်မပြေနိုင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ရေကသူကရေ6လမိုး6လကုန်း6လဖြစ်နေတာပေါ့ဆရာရေမြုပ်တော့လည်းသူကအဆင်မပြေဘူး floating toilet design ကိုအသုံးပြုခြင်းအပြင်လည်းကျမတို့ကနောက်ပိုင်းမှာရေတက်ရေချရှိတယ်ရေကြီးရေရှမ်းဖြစ်ခဲ့တယ်ဆိုရင်တော့မှပဲဒီ floating toilet design ကြောင့်ကျန်းကျန်းခံနိုင်မယ်အင်္ဂါတွေပျက်စီးသွားမျိုးမဖြစ်တော့ဘူးပြီးသွားလို့ရှိရင်မစင်တဲ့ညစ်ကြေးတွေထိတွေ့တာမျိုးမဖြစ်တော့ဘူးဒီbiosafety design ကတော့မစင်တွေကိုကျမတို့ပေးထားတဲ့ကန်ထဲမှာစွန့်မယ်အဲ့ကနေစွန့်ပစ်မယ်အဲ့လိုစွန့်ပစ်ခြင်းအပြင်အင်းလေးကန်ရဲ့ရေညဉ့်ညမ်းမှုကိုလျှော့ချစေမယ် ဒီလိုမျိုးအင်တာမျိုးနဲ့ဆိုတော့ကျမတို့တည်တာခံတော့ဟာတကူရည်တန်ရှင်းရေးမှာအစားနော်ပြီးရောရည်နေလဲမှာအစားရည်နေလဲတန်လာမင်းလေ